YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိုက်တရေတာကိုဖြစ်စေကူယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကူယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှ66ခန်းငယ်အရဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှ33ခါခွေအရဖြစ်စေလိုအပ်သလိုတရားစွဲဆိုမှုဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကျသင့်နိုင်ကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာတားလားဖိဖိပါဟောဒီတော့ရတယ်တားနေကောင်းတယ်နော်ကောင်းပါလေအေးဒီညနေမန္တလာမင်းကားနဲ့ချယ်ရီရန်ကုန်ကိုလာလိမ့်မယ်မနေ့ပြန်မနေ့ကျရင်မတောက်ကြည့်လိုက်တော့မကြိုပြအောင်ကြိုလိုက်တော့ဟုတ်ကဲ့ပါအေးဒါပဲဟုတ်တော့ရမ်းပြီဒီကားတော့အောင်ရှင်းပါဟုတ်ကဲ့ကိုလေဒီကမန္တလေးကလာတဲ့ဝေးပြေးကားရဲ့ဘယ်ချိန်ဂိတ်ကိုဆက်ရစီပြီဟုတ်သိပါတယ်ကိုလေမနေ့9နိုင်ခွဲ6နိုင်လောက်ပဲဒီမနက်ပြန်ကျရင်မန္တလာမင်းကားနဲ့ဧည့်သည်တယောက်လာလိမ့်မယ်အမင်းသွားကြိုလာဟုတ်ကဲ့ကိုလေဟုတ်ဘယ်လိုရောက်မလဲချယ်ရီမို့ဗျာဗျာမင်းကမင်းသွားတော့ဟုတ်ကဲ့အန်ဒီသမီးကဘယ်ရလဲသမီးကဟိုဘက်တချန်ကြောပါအန်ဒီအိမ်မှာအုံနောက်ခါဆွဲချက်လို့ဟိုဘကလိုက်ပို့ခိုင်းလို့လာပို့တာပါအာဟေးသမီးအဲ့ဒါဆိုရင်သမီးဆိုင်ကိုထားခဲ့နော်အန်ဒီလှည့်ပြီးတော့ဆေးကြိုးကြီးမှသမီးရဲ့အိမ်ကိုလာတက်ဖို့မယ်နော်အန်ဒီလှည့်ပြီးတော့ပဲယူထားလိုက်ပါမစိမ့်နေပါနဲ့သမီးစောက်ပြီးယူသွားလိုက်မယ်နော်ရပါရဲ့သမီးရဲ့သမီးဆိုင်ကိုထားပြီးပြန်လိုက်ပါနော်ဟင်ဒီလိုပါသမီးရဲ့အန်တီမှာတားနှစ်ယောက်ရှိရဲဆိုတော့သမီးအခုလိုဝတ်ပုံစားပုံမျိုးနဲ့အန်တီအိမ်ထဲကိုခွာမှာအန်တီမရဲလို့ပါလုံလုံကြုံကြုံဝတ်ဆင်လာရဲဆိုလဲတမျိုးပေါ့သမီးနော်ညီလေးအုံနှုတ်ခေါက်ဆွဲနေသွားပို့ခိုင်းလိုက်ပါဘာဖြစ်လာတာတော့ ဟိုဘိုးတော်ပြန်လေးဘက်တော့အိမ်ကလူတွေပေါ့ကြီးကြက်လိုက်တာလဲလွန်ပါရောညီရဲ့ဒေါသကိုနောက်ထားပြီးအေးစစ်စစ်ပြောပြမှာကျုပ်ကနားတယ်တော့မပေါ့ကဲရှင်းရှင်းလေးလေးပြောစမ်းပါသူ့အိမ်ကသားရနှာပေါ်တော့မမိုးလို့လားမသိပါဘူးခွာရဲ့တပည့်အိမ်ထဲတော့ပေးမဝင်ဘူးကျိုင်းနေတဲ့သူ့ကိုယ်တိုင်လာပို့ပေးမယ်ဆိုပြီးတပည့်နှင်လွတ်လိုက်တယ်ကြည်စမ်းမိုက်ရိုင်းလိုက်တာဒါနဲ့များမြည်ရဲ့အုံနှုတ်ခေါက်ဆွဲမပေးပဲတခါလေးပြန်ယူလာခဲ့ရောပေါ့တကယ်ချင်းဂျင်းတို့ကငါမြည်ကိုငါများပတ်နေတယ်မသိဘူးအေးငါနဲ့တွေ့မယ်ဟုတ်ဟမ်သူကတမီးကတော့မျက်နှာထိမျက်နှာထားနဲ့ပြောရတော့မဟုတ်ဘူးတမီးဝတ်ထားတာမလုံးတလုံးဖြစ်နေလို့တဲ့အဲ့ဒါလုံလုံချုံချုံဝတ်ထားရင်တော့အိမ်ထဲပေးဝင်မယ်လို့တော့ပြုံးပြုံးလေးနဲ့ချူတတာတော့ပြောတာပဲဒေါ်လေးဒေါ်လေးကအန်တီအေးဆိုတာတင်တယ်ဟုတ်ပါအန်တီကျေးဇူးလိုက်တာအန်တီရဲ့အုံတို့ခေါက်ဆွဲရလေတော်တော်ကိုကောင်းတာမြားတို့ကလေအုံတို့ခေါက်ဆွဲအရန်ကြိုက်တာအန်တီရဲ့မြားရဲ့အမျိုးသားဆိုရင်မင်းဒီလက်ရအောင်မှတ်ထားဒီလက်ရတိုင်းဖြောက်ချက်ကျွေးရမယ်လို့မြားကိုပြောနေတာဩဟို
ဒီကြိုက်ထဲမှာလေဟိုတနေ့ကအမျိုးသားရှမ်းပြည်ပြလာလို့ရှမ်းပြည်လက်ဆောင်လေးလေးထည့်ပြလိုက်တယ်ပြီးရင်ရအောင်လေအုံနှုတ်ခေါက်တဲ့ချက်နေလေးတင်ပေးပါအောင်နော် အာနာဇာကြီးကွယ်ကဲဒီမကြီးလားအထင်းဝင်ထိုင်ပါအောင်လားအေးစစ်စကားပြောကြတာပါ ဟုတ်ကဲ့လာထိုင်ကိုနိုခါစချင်းကြီးလေးလည်းပြောပြမယ်ပြီးတော့အလားမတားလာပါဟိုကြောင်းဒီကြောင်းလေးလည်းပြောကြတာပေါ့နော်အိမ်ကြီးသားချင်းတွေဆိုတော့လေ ညမာလေတားရွယ်မြောက်ဝေးထားတော့သမီးလေးလေးမြင်အရန်ကိုချစ်တာခုနဒီသမီးလေးအိမ်လာတော့မှဆုံးမလိုက်သေးတယ်ဟိုပုံစားပုံမလုံးမချုံနဲ့ယောက်ျားလေးရွယ်ရှိတဲ့အိမ်ကိုမဝင်သေးဘူးဆိုတာလေသမီးလေးကချိုးလိုက်တာနော်အငယ်ဆုံးလေးလား မဟုတ်ပါဘူးမိမလေးပါတားအောင်မွေးတာလေသူမိပါရနိုင်ငံခြားမှာကားအစ်စ်တဲ့ဆုံးသားလို့လေ အဒီကိုလည်းညရဲ့သားမြောက်ကိုအပ်ပါတယ်နော်ဟိုမြင်ပရာရှင်ဆုံးမပါအဒီရဲ့ ကောင်းပါပြီရှင်ညရတယ်မိမလေးကိုအမြင်မတော်ရှင်ဆုံးပါမယ်နော် စိတ်ချညမာလေသမီးမရှိတော့သမီးလေးလေးမြင်အရန်ကိုချစ်တာသမီးလေးအဒီတို့အိမ်လည်းနောက်လာလေအောင်နော်သမီးဟိုလာတဲ့ခါကျရင်လည်းဘလုံးချင်းစုံလေးဝတ်စားလာနော်သမီးဟိုလမ်းနေပါရထွက်တဲ့ခါလေလေဒီလောက်လိုလေးမိုးတော်နေသမီးရဲ့နော် ဟုတ်ကဲ့လို့ပြောလိုက်လေ ဟုတ်ကဲ့ ညီမလေးကဖွားရည်လက်ပေါ်မှာကြီးလာတာဆိုတော့အရန်ကိုစိုးနေတာ ဒီလိုပါပဲဟိုဖွားရည်လက်ပေါ်မှာကြည့်ရကလေးကဒီလိုပဲ ဟုတ်ပါရှင်ဟုတ်ပါ 好嘞呀！啊！ ဘာလို့လွတ်ရမှာလဲသူများအင်အားကြောက်ကိုခိုးပြတဲ့ကြက်တခိုးရဲ့ ဘာချက်တခိုးလဲလူကိုသိချာကြည့်ပြီးမှပြောစမ်းပါဟမ် သူများအင်အားကြောက်ကိုခိုးပြလို့ကြက်တခိုးမလို့ကြက်တခိုးခေါ်လေဘာဖြစ်လဲ အောင်မရှင့်ကတက်ကိုခိုးကြလို့ပြစ်တယ်များထင်နေလားဒီမှာကျမဖာသာကျမလက်တဲ့ဆန်းညင်လို့ပြစ်တာနော်တကောင်သေးဝိုင်း10ကောင်ပြန်ဝယ်ပေးလိုက်မယ် ဘာပြောတယ်ဟမ်သူများအင်အားကြောက်ကိုလည်းခိုးပြသေးရဲ့လူပေါင်းတဲ့စကားလည်းပြောသေးတယ်ဒီမှာမင်းအဲ့တော့လက်တဲ့ဆန်းကျင်နေဆိုမင်းမှကြက်တဲ့အများကြီးဝယ်ပြီးပြစ်နေပါလား ဟာခက်ပါရောလားဒီမှာခိုးပြစ်မှာအရသာပူရှိတာနားလည်းမလဲပဲနဲ့ ဟာငါ့ကိုပဲဆရာပြန်လာလုပ်နေသေးတယ်ဒီကောင်မလေးကတော့ငါလုံးလိုက်ရင်တော့သေတော့မယ် လုံးကြည့်လေတတိရှင်လုံးကြည့်တယ်မှာဟမ်ရုပ်ကွာကွာတာတန်းရုံနဲ့ ဘာပြောလဲ ဒီဘာဖြစ်နေကြလဲကွာ ဘာပြရမှာလဲကိုကိုရဲ့ဒီမှာလေအင်အားကြက်တွေကိုလာခိုးပြနေတဲ့ကြက်တခိုးကိုဖမ်းနေတာ ရှင်ပြောနေပြီလားရှင်တော်လောနေပြီနော်ဟမ်ကိုနဲ့ပါတော့ ဒါကိုညီလေးညီတဲ့ညီသူ့နာမည်ကချယ်ရီမိုးတဲ့ဟိုဘက်တချံကျော်ပြောင်းလာတစ်ပတ်လောက်ပဲရှိသေးတယ်ကိုမနဲ့တိုင်လမ်းထွက်ရှောင်ရင်လည်းခုနဲ့ခင်နေတာချယ်ရီကိုခွင့်လွှတ်လိုက်ပါကွာ तू ကခလေးစိတ်ပြီးတော့ပျော်လဲပျော်တတ်တယ် ကြက်တော့တတိထားနော်ပျော်ခြင်းချားထဲမှာသွားပျော်သိလားနော်နောက်တစ်ခါလာလှုပ်လို့ခွင့်လို့မှမထင်နဲ့ ဟဲ့လေနောက်တစ်ခါလာလို့ခွင့်မလို့ရင်ဘာလို့မလဲဆိုတော့သိကြလို့အခုနောက်တစ်ခါတော့ထပ်ပြစ်ချင်လိုက်သေးတယ်နော် ချယ်ရီရတယ်ကွာညီကိုမစပါနဲ့ညီလည်းအိမ်ထဲဝင်တော့နော်နောက်တစ်ခါတွေ့ခင်မင်းနေကြပါကွာအိမ်ကြီးချင်းနေဥစ္စာနော်တော်ညီအထဲဝင်တော့ပါ တေးလေးနဲ့ကြက်လာခိုးပြချင်နေသေးတယ်နော် ဟ
ကဲကိုဘာလုပ်မှာလဲဆက်မယ်ဆိုလဲဆက်မဆက်ရင်လည်းပတ်လိုက်တော့အခုဆွဲလိုက်တော့ ဒီပေါင်းချယ်ရီရဲ့ဒီမှာဆက်ဖို့မနှဲစဉ်းစားနေရတဲ့ဥစ္စာကို အဲ့ဒါပဲတောက်ဒီမညာဖက်အင်းလင်းခေါက်တယ်နော်အဲ့မှာသိလားအဲ့မှာ vocabulary ကဲဝါမှာတော့ကြာနေပြီနော်စဉ်းစားဒီမှာဆက်ရမယ်အလုံးတွေ့ ကဲလူဖြစ်နေဆက်ပါကိုဒီတို့တော့သားရလေတော့စရိုက်ကိုမပြောက်ဘူးနော်ကြက်တွေ့ရင်တိုက်မယ်ခွေးတွေ့ရင်ကိုက်မယ်ဆိုတာကြီးပဲ ဘယ်တော့လောက်ပြောလဲ ဘယ်တော့သားမှာလဲဝါစာတနောဘော ချယ်ရီကညီညီကိုသွားစားနေတာဟိုညီညီကတော့သားမဟုတ်ပါဘူး တော့သားမဟုတ်ပြီလို့ပဲဟမ်ဘဝင်ကလေးဟတ်နေရလေအပေါ်တောင်တက်ကတ်နေပြီ ကိုနည်းနည်းတော့ပေးပါဗျို့ ဘာလို့မလို့လဲညီညီက ဘာလို့ရမှာလဲမြို့ကကြီးကန်းနေအားတာမခံစားနိုင်တော့လို့နားကြီးတို့ဂုံးစုပ်ထားလို့ ချယ်ရီကကြီးကန်းမဟုတ်ပါဘူးဒေါင်းမလေးပါနော် ဒေါင်းဆိုတာလေကိုရဲ့ရှေ့ရကြည့်ရင်လှတာနောက်ကကြည့်ရင်တော့လေ နောက်ကကြည့်ဘာဖြစ်လို့လဲ အဲ့ဒါတော့ကိုရဲ့ဒေါင်းမေးကြည့်ပါ အဲ့ဒါပဲယောက်ျားဖြစ်ပြီးတော့မိန်းမလို့မိန်းမရနဲ့မိန်းမနဲ့ရန်ဖြစ်တယ်ဆိုတော့လေအံ့ဩစရာကောင်းလိုက်တာကိုရဲ့အဖက်လို့ပြီးစကားလေးထည့်ပြောမနေသမှာနဲ့လာဆက်ဆော့ကြမယ်နော် သူကစပြီးတော့ရန်စတယ် ညီညီကိုစကားနည်းနည်းတော့ပြောလို့ရမှာ ကိုကလည်းစကားကိုအထူးဆန်းလို့ပြောနေတယ်နည်းနည်းမို့မြတ်မြတ်ပြော ဘာလဲတော့မဟုတ်ပါဘူးကွာချယ်ရီကြောင်ပြောချင်တယ် ချဲ့ပြီကိုကလည်းဒီပုတ်ကြော်မှာကြောင်မှာပြောချင်တယ် ချယ်ရီလေးဘွားတကယ်တော့တနာဖို့ကောင်းပါချယ်ရီလေး9နှစ်သမီးအရွယ်လောက်မှာသူ့ဖေဖေကနိုင်ငံခြားမှာရှိုးချောနဲ့အလုပ်သွားလုပ်တယ်နောက်သူ့မေမေပါလိုက်သွားပြီးတော့ဟိုမှာပဲအလုပ်လုပ်ကြရင်လည်းကားအက်ဆီဒန့်ဖြစ်ပြီးတော့ဆုံးသွားခဲ့တာအဲ့တော့ချယ်ရီလေးကသူ့ဖိုးဖိုးဘွားဘွားကြီးလက်ထဲမှာပဲကြီးပြင်းခဲ့ရတာ အဲ့လိုဆိုတော့တနာစရာကောင်းတာဒါမဲ့ तू အဖိုးဖွားနေနေလို့လားမသိဘူးအဲ့လောက်တော့စိုးနေတာ ဒါပေါ့ကွာဖိုးရီဖွားရီကအလိုလိုက်ထားတယ်ဆိုတော့မြန်မာမင်းကလေးတယောက်ရဲ့တန်ဖိုးဆိုတာလည်းမသိညီကိုမောင်နှမလည်းမရှိတော့မြေတာငန်းနေချာပေါ့အဲ့ဒါကြောင့်မို့လဲကိုညီမလေးအရင်လိုကူညီဆောက်ရှောက်ပေးနေပြီလားပေါ့ထုံးစံတိုင်းမေမေကတော့ဘယ်ကြည့်မလဲကွာ ကြီးချင်းစရာလည်းဇက်မမကောင်းတာကိုရဲ့ကောင်မလေးကရိုင်းရလဲရိုင်းပြီးတော့ညီညီကိုဆိုလည်းအမြဲတမ်းစောင်းမြောက်ပြောနေတာဆိုလွန်တာဗော ဒါမိမတဘာဝလေမိမတွေဆိုတာသူတို့ကိုဂီးမဆိုင်တဲ့သူစီကဂီးဆိုင်မှုကိုလိုချင်ကြတာအဲ့ဒါကြောင့်ညီရဲ့စိတ်တွေသူ့စီရောက်လာအောင်ဆွဲဆောင်ခြင်းတစ်မျိုးပေါ့ကွာပြီးတော့ချယ်ရီကညီကိုစိတ်ဝင်စားနေတာကွာ ချယ်ရီကညီညီကိုစိတ်ဝင်စားနေတယ် ဟုတ်တယ်ကိုနဲ့တွေ့တိုင်းညီကြောင်မဲ့အမဲမင်းနေတာကွာလူတစ်ယောက်ကမုန်းနေပြီဆိုရင်ခေါင်းထဲမထည့်ပဲမိပြစ်တတ်တယ်ချစ်နေပြီဆိုရင်သာအမြဲတမ်းခေါင်းထဲရှိနေတတ်တာကွာ ဒါကတော့ကိုရဲ့အမြင်ကိုညီညီကတော့လေအဲ့သူ့ရဲ့ကလတ်တက်တက်နဲ့ကလေးလိုဘာလို့ပုံစံကြည့်လို့မရ ဒါဆိုချိန်နဲ့ပတ်သက်ပြီးညီမှဘာခံစားချက်မှမရှိဘူးဆိုပါတော့ဒီလိုဆိုရင်ချယ်ရီကိုလိုချင်တဲ့ပုံစံသွင်းပြီးကိုဘွားလက်တော်ပေါ်အဖြစ်ရီမန်းလိုက်တော့မယ်နော် ကိုရလေဒါလည်းညီကိုလာပြီးလက်ဖက်ပြီးတော့မေးနေသေးတယ်ရပါရဲ့ကိုရဲ့ညီကတော့လေသူနဲ့ပတ်သက်ပြီးတော့အခုလဲခေါင်းထဲမှာမရှိဘူးနောက်လဲရှိလာမှာမဟုတ်ဘူးကိုက တကယ်လို့ချယ်ရီကညီမညီပဲဖြစ်နေတယ်ဆိုရင်ရော ခဲပါကိုယ့်ကိုစဉ်းစားခန်းလေးဝင်ပြီးတော့အိပ်ပြောင်းတာအေးနော်ညီအောင်စားဖတ်လိုက် အေးပါအေး
ညီလေးဒါအဖိုင်းနေမလားဟင်ခမင်းကလည်းဒါညီအဖိုးမစိုးမလားဘယ်လိုဖြစ်လာလဲညီလေးဟမ်ဘယ်လိုဖြစ်လာလဲ အဖလေဒီလိုမြန်မာစံဝတ်မှာဟိုအိမ်ကဒေါ်ကြီးကသဘောကျမှာပေါ့လို့ အော်မင်းရဲ့မြန်မာစံဝတ်ရှင်နေဆိုရင်လေကိုနဲ့တော်တာချုပ်ပြီလေဟောကိုကတော့ကြည့်ပါဦးဝစ်စားထားတာလေလူများအလှူသွားမှာအယူမကြနေတာပဲဟောညီလေးဟိုအမြင်တော်တဲ့လေးဟိုခေါင်းရှိရှိလေးလဲဝစ်လိုက်ပါလားနော် ဘာလဲသိချင်တာမသိတော့တော့မှာပဲတော့တော့မလိုက်တော့ အော်မင်းရတယ်ညကမီးကိုအပါခေါ်ခဲ့လို့ပြောခဲ့တာမီးမနဲ့လို့ဘယ်ဖြစ်မလဲမီးရဲ့ ဘာအင်းနောက်တစ်ခေါက်ကြီးပြန်လဲနေရအောင်ပါရှင်းရတော့ပြန်မလိုက်တော့ဘူးတော့ ကဲဒါဆိုရင်လည်းမတတ်နိုင်တော့ဘူးမင်းမင်းကြီးပါလေဒီအတိုင်းလိုက်ခဲ့ပြီတော့လာဒီတိုင်းကြည့်လာ တောင်းပါလေဘာလဲအေးတော့ဘာတော့ဘာတော့ ဟော看爷，先来的。好吧，你过来拿。မျိုးကြတော့ဟာဒီမှာတားထားနေပါလားဟုတ်ဒါနဲ့အရင်ကဒီလိုပုံစံမျိုးမမြင်ဘူးပါဘူးအဲ့ဒီက အင်းကြီးဘဝအင်းကြီး သမီးရရော ထဲထဲပေးရလေပပတဲ့အဲ့ဘာမလို့ပပမစိုးဘူး ဖနက်က ဖနက်ကလည်းပပနဲ့ပဲ ငါညီမတော့စံပဲကွာငါဖဖဟိုဖေဖေမင်းမင်းနဲ့မိတ်ဆက်ပြရနော် အေးဟုတ်ကဲ့ မမေ အဒီကြောက်ပါအဒီမိတ်ဆက်ပေးရအောင်မယ်ဒါကလေကျမရဲ့အမျိုးသားကိုကျော်စောတဲ့ကိုကျော်စောဒါကလေဟိုဘက်တစ်ချမ်းကျော်ပြောတာတဲ့ NDA တဲ့ အော်ဟုတ်ကဲ့ ဒါတော့ NDA ရဲ့မိမလေးအော်ဟိုသမီးလေးရဲ့နာမည်အပြည့်စုံက cherry မိုးပါ တဲ့ဟိကိုညီမဆန်တဲ့နာမည်လေးပဲသမီးလေးလေးလေတနေ့နေ့တစ်ချိန်ချိန်ကြရင်ညီမဆန်ပြီးတက်မိုးရှိရဲ့မိန်းကလေးပြောဖြစ်လာမှာပါ ကျေးဇူးတင်ပါတယ် အော်တားရေဟို NDA ကိုအထက်စဘောဝဲမှာပဲအဲ့ခံလိုက်နော်တာ ဟုတ်ကဲ့ဟုတ်လား အဲ့ဒီကြောက်အောင်သုံးဆောင် ဒါညီမ ဟာဟင်းနေထက်တယ် အေးထည့်လိုက် ဟုတ်ပါဒါကျွန်တော်ညီကြော်ညီလွန်းနဲ့ ဟောဟုတ်လား ပြရဝမ်းတာပါ အေးပါတွေ့တော့ရင်းစားရတယ် ဟိုင်းကအဲ့လိုပြောတာဟောဒီမလားချင်ပါ ဝင်းကပါဖြစ်တော့ မွေးကမှမကြိုက်တာ ဒီဟဲ့ပမာမွေးရပမာမွေးရတယ် လို့ပြော နိုင်နေအောင်မေးတယ် ကျမဗမာမူဝင်ရှင့်ဘူးမပါဘူး အဲ့ဆိုဓမ္မောက်စားမှာ မစားဘူး ဓမ္မောက်မစားဘူးဆိုတော့ဘယ်လိုမဖြစ်ဘူးလေကွာအလိုလာတဲ့ဧည့်သည်ဆိုတော့တခုခုရောအဲ့ခံမှာပေါ့အော်အိမ်မှာသမင်းပြူလေးရောရှိရဟိုငပိနဲ့စားလိုက်တာ အဲ့ရှင့်လို့တောသားတွေပဲစားရလေ အဲ့ဆိုပဲဆုံး မွေးကလည်းစားလိုက်တော့မယ်ဟဲ့ လေတန်းနေတာထည့်စားလိုက်တာ ဟောသုံးဆောင် ဒီအပြောတစ်မျိုးအလုပ်တစ်မျိုးကမလုပ်နိုင်ဘူး I want it နားမဟုတ်ဘူး ကြိုက်
မင်းကချက်တွေဘာလို့ 你骗了呗？တော်လေးတော်လေးညီညီပြန်လာပြီတော်လေးတော်လေး သားလေးရဲ့မမေမလွမ်းလိုက်ရတာအမလေးငါသားလေးကိုရန်ကုန်မှာလေတင်တန်းတစ်နှစ်တော့တတာမမေမတကဘာလောက်တော့ထင်ရလို့ပဲသားရဲ့ တနေ့ဆိုတဲ့အချိန်ဘယ်မှမချတာဒီလိုပဲပြေသွားပဲလေဒါနဲ့ပြင်းနဲ့ကိုပေါ့ သားဖေတဲ့သားကွာမိုးကိုသွားတယ်မမေမလေးချယ်ရီလေးကိုပဲအဖော်လုပ်နေတာချယ်ရီလေးရှိပြီလို့လာပဲပေါ့သားရဲ့ တော့ဘူးလို့မိသားစုပြော ဩသူတို့သားမီးကလေရွာမှာအလူရှိလို့ဆိုပြီးတော့ပြန်သွားတပတ်တောင်ကြာပြီ မမေကိုဖော်လုပ်ပေးထားလို့ကျေးဇူးတင်ပါတယ် ရပါတယ် ချယ်ရီကဒုတိယနှစ်တာပါနည်းနည်းပြောင်းလဲသွားလို့ပဲစပင်းနေနဲ့ရှည်လာတယ် သားရဲ့လူငယ်ဆိုတာလေပြုတ်ပြင်းပြောင်းလဲပုံပြရအလွယ်ကူဆုံးပဲခုဆိုရင်တမီးလေးအရန်လိမ္မာနေပြီသားရဲ့ မမေကသမီးအောင်တော်ထားတယ် နောက်များမှာပေါ့သားရဲ့ ဟဲ့ငါဒီမှာလာ အမေလည်းမိမတစ်ချက်တော့ကောင်းနေလိုက်တာ ပျောက်ဆိုငါမှမအားတာ နင်လူအောင်ဆိုပြောင်းလဲသွားရနော် မဲလေးနင်တို့ခင်းတဲ့အခင်ကတော့မပြောင်းလဲပါဘူးနော်ကဲပြောပါဦးဒါရင်ကိစ္စ အချင်းချင်းတော့မယ်ငါတို့နဲ့ရှောက်လိုက်မယ်အမှန် ငါတို့ပြန်တော့မဆက်တော့ဘူးလားလို့ အမေထူးထူးဆန်းဆန်းပါလားအရင်တော့တကြံဆိုရင်ထိတ်ဆုံးအကဲတဲ့သူကအခုဘယ်လိုဖြစ်တာလဲနင်မကြောက်တော့ငါနဲ့လာရမှာပဲဟုတ်တယ်မရဘူးပြော တကယ်ချင်းတွေငါတို့ကမထွက်တော့ဘူးလားလို့ငါအိမ်မှာရနေချင်တာဟာငါမျိုးပဲထွက်ကြအော်ဒါမဆက်ပြောရအောင်မယ်တော့ဒါလေးပြန်ရအောင်ဟဲ့ဟုတ်လားထုံးတယ်သူကလေငါ့ကိုတွေ့ချင်းစပင်းနေအောင်ရှည်လာလို့ပါလားတဲ့ ဒါဆိုသူကနင်ကိုစိတ်ဝင်စားမှုရှိလာပြီဆိုတဲ့သဘောပေါ့နင်တို့ထိမောက်ပြီပေါ့ဟာ ဟာအဲ့လိုလည်းပြောလို့မရသေးပါဘူးနော် ဘာဖြစ်နေကျင်းတယ်မလားညောင်လေးချက်ရောင်ကြီးလေးတော့တန်းလာပြီပေါ့နေကန်ကောင်းပါစေဟဲ့ ဒီရစနေကြည့်ပါဒီဟာ ချယ်ရီနင်သူ့တော်တော်ကြွေနေလား ရှင်တို့ဘယ်လိုထင်လို့လဲ နင်ခုပြောင်းလဲသွားတာအဲ့ဒီတော့သားကြောင့်လို့တော့ငါထင်တာပဲ အဲ့လိုလည်းယူဆလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါသူ့အမေရဲ့အထင်သေးတာကိုမခံနိုင်ဘူးငါကငါပြုတ်ပြင်ပြောင်းလဲပြီးအထင်ကြီးအောင်လုပ်လိုက်တာတော့အထီးကပဲလေ အားလည်းရောသူ့မြန်ညို့အချင်းကြီးလာတယ် အထင်သေးလားထင်ကြီးလားတော့မသိဘူးသူ့အမေကလေအခုဆုံးငါ့ကိုသမီးနဲ့မျက်စိအောက်ကကိုပြောင်းမခံအောင် အစတော့ကဘဲဆိုရင်လိုအပ်ရင်အတုံးချဖို့ထားပြီးမလိုအပ်ရင်ခွာထွက်အောင်ပဲဆိုသူကခုလူပြောင်းလဲသွားငါတို့အိမ်မက်လူဖြစ်နေတယ်ငါထင်တာကတော့နေအဲ့တော်သားလေးကိုချစ်နေပြီဟာ ဟာချစ်တာတော့မဟုတ်ပါဘူးဟာစိတ်ဝင်စားရပါစိတ်ဝင်စားရနဲ့အချစ်လို့တစ်ချက်ချယူစားလို့မှမရတာစောင့်ကြည့်လိုက်ပါဦးဟာစောပါတည်း အေးပါအန်တီရတည်းဟမ် အန်တီရေအန်တီ ဟမ် အန်တီ ချယ်ရီမမေတော့မရှိဘူးချယ်ရီ ဟုတ်လား ဟုတ်တယ်တကယ်ချမ်းဘာလို့လဲ ဒါဟိုချယ်ရီချက်လာတဲ့ဟင်းနေအန်တီကိုကောင်းမကောင်းမီးကြည့်ခိုင်းမလို့လာတာ
အနီဘယ်တော့ပြန်လာမှာလဲ ညနေ6 နာရီလောက်မှပြန်အောင်မယ်နဲ့တူတယ် အော်ညီညီကရေပက်ခံတော့မလို့လား ဟုတ်တယ် ကိုကတော့တင်မမမနေပြီးတော့မြန်မာပြည်တကြံလမ်းနေတော့မှာပဲနော် ဟော Cherry ဟို Cherry အနေနဲ့လေအပန်းမကြည့်ဘူးဆိုရင်အိမ်ကိုခဏလောက်စောင့်ပေးလို့ရမှာ အော်ရပါတယ်ညီရရတယ်အေးစစ်သွားလေ Okay အဲ့ဆိုညီခဏပဲကြာမှာပြီးပြန်လာခဲ့မယ်နော်အေးလာပြီအဲ့ဆို Cherry အိမ်မှာပဲစောင့်လိုက်လေနော် ရအေးစစ်သွား 你干嘛这样？你看我爸妈变没人，姑娘人，俺这边俺刚老现在不了，奶奶都在站一站，家那边，你毕业了，我可不多年，奶奶都在看马给家的人，哎呦你都嘛高微信的人。他了，快不要脸，他来，妈，你那话有哪少标的？没让你别人再给不住的，啊，没让你我别人妈给不住的，你爸爸怎么又没人家家不行？你妈要家长们给我举了个来，拿出来干我一样不？你前头来看，俺后边不跑个标，俺公家给谁们？这边的。妈来婆。ကိုလေးကျွန်တော်ခန်းရှင်းပြီးသွားပါပြီ12နိုင်ကျော်လေကိုလေးမိတ်နေလား没钱的宝宝，我多少钱？ကျွန်တော်ကိုလေးကျမ်းမာထိခိုက်မှာဆိုလို့ပြောတာပါကျမ်းမာရေးမှမထိခိုက်မင်းကစိုးရိမ်နေတယ်အဲ့တက်လာမင်းမနေ့ကျရင်မင်းအစိုးရဝေးပေးခဲ့လို့တော့ကြိုးအောင်မယ်ဟုတ်ကဲ့ကိုလေးကျွန်တော်ဘာလို့ပြောင်းမလဲကိုလေးဘယ်လိုရသွားရတော့လဲကိုလေးအောက်မှာမွားချေရောက်နေ
ယောက်ထဲလား မဟုတ်ကျွန်တော်မိပါပါတယ် ဘာလာလောက်တာလဲ သူဒဂုံတက်ကလူတာဝန်ကြလို့ပြောင်းလာတာတဲ့ အဲ့မာယာမအောင်မင်းသွားပြောထားလိုက်ငါနဲ့မပတ်သက်နဲ့လို့စကားပြောစရာအကြောင်းလည်းမရှိဘူးလို့ ဟုတ်ပါတယ် ဟေ့ရ ရပါတယ် သူဘာလုပ်နေလဲ ဟုတ်အောက်မှာကိုလေးနဲ့တူလက်စာစာကိုစောင့် ဖြော်လဲမနေနဲ့လို့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့သွားလေသွားပြောလိုက်လေ ဟုတ်ပါတယ် ဟေ့ရ ဗျာ မင်းမေကိုဘောခဏတော့တက်လာပါအောင်နော် ဟုတ်ပါတယ် ကိုကြီးခေါ်တယ်ဆို မမေပါမလိုက်သေးလဲ ချယ်ရီလေးကိုယူဆိုင်လိုက်ပါတဲ့ ယောက်ျားတစ်ယောက်ကိုနဖားကျိုးတက်နိုင်တဲ့မိန်းမတစ်ယောက်ကို view site ဖို့လိုလို့လားတော့ဘူးသူကျွန်တော်နဲ့လာမပတ်သက်ပါစေနဲ့နော် ဒေါ်ပူကပြန်มาလေမမမင်းသိတဲ့အတိုင်းမကျမ်းမာကြီးကမကောင်းဘူးဒေါ်ပူမရှိလို့မဖြစ်ဘူးအခုတော့မှမင်းကိုစိတ်မချလို့ထည့်လိုက်တာနောက်မှသူလိုက်လာမယ်တဲ့ တော်ဘူးကဘယ်လောက်ကြာမှာလဲ ဟုတ်တပတ်လောက်တော့နေမယ် နေလေအဲ့ဆိုတော်ဘူးသူ့ကိုပြောထားလိုက်ပါကျွန်တော်သူ့အလိုမရှိဘူးလို့တရားဝင်လက်ထပ်ထားလို့သာမလွဲမရှောင်တာလို့လက်ခံထားတာလို့အဲ့တော့ကင်းကင်းရှင်းရှင်းနဲ့လာမပတ်သက်နဲ့ဆိုတော့တော်ဘူးသူ့ကိုပြောထားလိုက်ပါ ချယ်ရီတီကတနာပါတယ်ကွယ်ဟိုဒေါ်ပူမပြောရဘူး ဟာကောင်းပြီတော်ဘူးမပြောရက်ဘူးဆိုကျွန်တော်ကိုယ်တိုင်ပြောမယ်ဒီမှာမမေကိုမလွန်ဆန်နိုင်လို့တာလေမလွဲမရှောင်တာလို့လက်ခံလိုက်ရတာမင်းကငါလိုမရှိဘူး။ဒါမင်းမကျေနပ်ဘူးဆိုရင်ကွာရှင်းပြီးတော့မင်းကြိုက်တဲ့နေရာမှာသွားနေလို့ရတယ်။ရဖိုးစောခဏလာအောင် တော်ချယ်ရီဘာလို့ဟမ်းလဲမမကိုဖုံးဆက်ပြီးအကျိုးအကြောင်းပြောပြလိုက်ပါလားချယ်ရီမမေတို့လည်းစိတ်မညစ်စေချင်ဘူးဒါပေမဲ့ချယ်ရီသူ့ဆန္ဒကိုလည်းလိုက်ရောပေးလိုက်ချင်ပြီမမတို့ပေးထားတဲ့ကလေးဖြတ်တော့မလို့လားဟိုတားရောမငဲတော့ဘူးလားချယ်ရီဘာလို့လည်းမသိတော့ပါဘူးတော်ရဲ့ညနေကောင်အိမ်ဘယ်လိုနေရလဲဒီလိုမှထားတာမမချယ်ရီကိုတကုံမျိုးတစ်ကအကူဝယ်ထားတဲ့အိမ်ကိုလိုက်ပို့ပေးလိုက်ပါတဲ့။ကွာရှင်းမှုကိစ္စကိုတော့နောက်မှစီစဉ်မယ်တဲ့။ ကျွန်တော်မှရှိပါတယ်
ဘာဖြစ်လဲဒါကိုလေးဝယ်ထားတဲ့အိမ်ပဲလူမနေဘူးဆိုရင်တစ်ပတ်တစ်ခါကျွန်တော်ပြန်စီရအောင်အားလေးပြေးလိုက်အိမ်လေးကချစ်စရာလေးနော်တော်တော်လေးလည်းပြည့်စုံပြင်ထားတာပဲ မချေယူစားကိုကျွန်တော်ညစာတော်ဝင်ပေးခဲ့မယ်လေနောက်နေ့ကျရင်တော့ကျွန်တော်ထမင်းညလာပို့ပါမယ်ဒီနေ့ညတော့လောက်ဝယ်ပေးလိုက်လေနောက်နေ့တော့ကတော့မဝယ်ပါနဲ့ဒီမှာအုတ်ခွက်ပကံအစုံရှိရမလားရှိပါရင်နောက်ဘေးမှာအစုံရှိရပါအဲ့ဒါဆိုရင်ကိုယ့်ကိုယ်ပဲချက်ထားလိုက်ကြမှာရတယ်ဟုတ်ပြီးတော့ဦးစောကြီးအမကိုဆက်ပင်းလေးတစ်စီးလောက်ဝယ်ပေးပါလားဘာလို့လဲမချေဒီအိမ်နဲ့အမကြောင့်လည်းတိတ်မဝေးဘူးဆိုတော့ဆက်ပင်းနဲ့တွားရင်ပို့အဆင်ပြေတာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်နောက်နေ့ဝယ်ပြီးတော့လာဖို့ပေးထားပါမယ်ကျွန်တော်အခုညစာတော့ဝယ်လာမယ်လေးပါစားအောင်လေရတာအဆင်ပြေတယ်ပေါ့ဟုတ်ကဲ့ချယ်လေးရယ်စီတူလေးကိုမြင်ရင်တော့မောင်ကြီးရဲ့စိတ်တွေပြောင်းလဲကောင်းပါရဲ့ချယ်ရီလည်းမျောလင့်နေတာပါပဲတော့ဦးရဲ့အရင်တော့ကတော့တားလေးရငယ်သေးတော့သူ့ရင်ထဲမှာအနာတရားဖြစ်မှာဆိုလို့ချယ်ရီမကြိုးစားခဲ့တာဟုတ်တရင်ကြောင့်ကြောင်းပေးရကြလို့ရှိရင်လေစီတူလေးနဲ့သူ့ဖွားကိုဒီကိုခေါ်လိုက်ရင်ကောင်းမယ်နော်ထဲဝင်အောင် ဘိုးတော်ဟာကိုလေးဒီနေ့ဆိုလိုက်လားဒါမင်းမပြောင်းဝိုင်းလားမနေ့ကမှပြောင်းပါကလေးကိုတယောက်ရဲ့ဇပင်းဟာသူဒီရောက်မဝယ်လိုက်တာဟုတ်ကဲ့ကိုလေးရောက်တဲ့နေ့ကပဲသူဝယ်ကန်းလို့ကျွန်တော်ဝယ်ပေးလိုက်တယ်ကိုလေးအဲ့မင်းကဘာလို့မပြောရလဲဟုတ်ကိုလေးကလည်းမမေးတော့ကျွန်တော်လည်းအေးမနေ့ပြန်ကြရင်မင်းသူ့ကိုကြောင်းလိုက်ပို့ပြီလားဗျာမင်းသားလေးနေလားဟုတ်ကဲ့လို့ဘာဟုတ်ကဲ့လဲလိုက်ပို့ပေးလိုက်ပါမယ်လို့ပြောတော့ကိုလေးဟုတ်ကိုလေးနေကကြီးကြီးဖုံးဆက်တယ်ဘာပြောပါလဲမမချယ်ကိုခေါ်ခိုင်းတယ်ကျွန်တော်လည်းကြောင်းသွားတယ်လို့ပြောလိုက်တယ်ပြီးတော့အမေကိုခေါ်ခိုင်းတယ်အမေဈေးသွားတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒါနဲ့လည်းမပြီးဘူးကိုလေးရဲ့ကိုလေးနဲ့မချယ်ကိုအချင်းတွေကိုမေးတယ်အဲ့ဒါလည်းအမှန်တိုင်းပြောလိုက်တယ်ဆိုပါဟုတ်မဟုတ်ကျွန်တော်ကလည်းကိုလေးစကားပြန်မပြောသေးတော့ကိုလေးကတော့စကားပြန်မပြောသေးဘူးလို့ဒါပေမဲ့တပြေးပြေးအဆင်ပြေသွားမှာပါလို့ကျွန်တော်ပြောလိုက်ပါတယ်ကိုလေးနောက်တစ်ခါကျရင်အမှန်တိုင်းပြောလိုက်မင်းဘာမှလိမ်စရာအကြောင်းမရှိဘူးအဲ့ဒါမှမကျင်တော့သူ့ဘက်ကကွာမယ်ဆိုတော့ငါဘက်ကကွာပေးဖို့အဆင်သင့်မယ်အေးကိုကအခုမကွာသေးတဲ့အတွက်ကြောင့်ငါမှတာဝန်ရှိတယ်ပြီးတော့မင်းသူ့ကိုကားစီးစီစဉ်ပေးထားလိုက်လိုအပ်တာရှိရင်အိမ်ကိုဖုန်းဆက်လို့အဖော်တယောက်ပါရှာပေးလိုက်ကိုလေးခုကလူရှားတာမလွယ်တော့ဘူးကိုလေးရဲ့ပြီးတော့မမလေးကလည်းတနေကုန်ကြောင်းသွားမှာဆိုတော့အဲ့ဒီလူတယောက်တည်းအိမ်မှာထားခဲ့ရမှာလို့ကိုလေးမပြုတ်တင်နေနော်ဘယ်ရဆိုလဲပြေးရောလေချမ်းအောင်လုံးနေမှာဟုတ်လုံးနေကိုလေးခွေးတောင်ရှာတာပြီလားဟာ
ဟုတ်လားအင်းကနေနည်းနည်းလာခဲ့ပေးပါဟုတ်ပြီနည်းနည်းလာတော့Terry ချောင်းပတ်ကြည့်ပြီးတော့ဘာတစ်ခိုးမှမတွေ့ဘူးအခုကပဲရှင်းဝင်သွားတယ် ဘယ်နဲ့နိုင်ဝလာခွေးလာတာဒီတော့မှနေကြတော့တတိယလောက်တော့ကြည့်ရညနေနိုင်ရုပ်တွေ့ကျွန်တော်အခုချောင်းတီတော့ချုံးတယ်ကိုလေးကျွန်တော်ရဲစအောင်ဖုန်းဆက်လိုက် ဒီလိုမင်းနောက်ကခြံစည်းကိုလက်နဲ့ကြာတော့သွားတယောက်ခေါ်ပြီးတော့ညှက်လိုက်ပြေးပြီးမှဆောက်ရတယ်ဗျာဟာကိုလေးမတင်တော့ဘူးလေအော်မသိတော့ပါလေမဟုတ်လေဒီပတ်ဝန်းကျင်သိတာကမမချက်တွေကိုကိုလေးစနီးလို့သိတာလေဒီရှာရှည်ရကောင်တော့အဲ့ဒါဆိုလည်းပြန်တော့ကွာသွားငါလည်းပဲဆောင်းနေတော့မယ်ဟုတ်အဲ့ခြံကောက်တခြားတော့ခတ်တော့ဟုတ်ကဲ့မင်းသွားရတော့လေဘာလုပ်နေလဲမင်းကညီတော့မခေါ်နဲ့ဘာမှအိမ်ပါလဲဘာမှအိမ်ပါလဲဟဲ့လားတို့ကြလဲကြရနေကုန်မယ်အေးငါဗမာပဲအေးကွာမင်းကမင်းသားအခန်းတကောက်တခြားလော့ချပြီးသွားအိမ်လိုက်နောက်တဲ့ခလေးတယောက်လည်းငါမလို့ချင်ဘူးတားညီမင်းဘယ်လိုလုပ်လိုက်တာလဲတော့ဘာလို့လုပ်လဲမင်းမိဘတွေသဘောတူပေးစားထားတဲ့တရားဝင်မယားတယောက်ကိုအမြောင်မယားထားသလိုပိုးရှိုးကွက်ချနဲ့ထားတာငါတို့ကိုစော်ကားတဲ့သူပဲစားမင်းသိရလားဟမ်မင်းလုပ်ရက်တွေမှားနေတာငါတို့ကတိတိနဲ့ဘာမှမပြောဘဲလက်ပတ်ကြည့်နေမယ်ဆိုရင်ငါတို့မိဘကောင်းတွေဖြစ်ပါတော့မလားနှောက်ပြီးတော့လက်မှတ်ထိုးပြီးတဲ့ချယ်ရီတို့သားမျိုးကိုပြစ်ထားတာအခုဆိုရင်8နှစ်တောင်ရှိသွားပြီမေမေအခုချိန်မှာအဲ့ဒါကြီးမပြောပါနဲ့တော့မေမေဟာဘာမှမကြားချင်တော့မေမေမင်းငါ့ကိုခန့်ပြောင်းနေတဲ့မင်းဟာလေတိတ်ကောင်းကြောမှာပဲညီညီရဲ့တားကိုမမေအချစ်ဆုံးကတားသိပါတယ်အဲ့ဒီအချစ်ဆုံးတားကလေမမေကိုရင်အနာအောင်လှုပ်ဆုံးပဲကျွန်တော်တို့ကိုကြွားချင်တယ်မေမေအေးမင်းတို့ကိုကြွားတဲ့နေရာငါ့ကိုတတ်တဲ့နေပဲစားမင်းမြဲမှတ်ထားလိုက်အခုချက်ချင်းချယ်ရီကိုတွားခေါ်မခေါ်လို့တော့မေမေလိုက်လာပြန်ဖန်ထားလိုက်တော့ဟုတ်ကဲ့မေမေဖြစ်စေချင်တယ်လို့ဒါကြိုးစားပါမယ်နိုးနေပြီလားနိုးနေပြီဆိုရင် breakfast ကလည်းပြင်ထားတယ်ဘလို့ရတယ်ဖိုးစောရောက်ပြီလားရောက်နေပဲကိုလေးဒီငါပြောမယ်သူပစ္စည်းကုန်တင်ရလိုက်ပြီးတော့အိမ်ကိုပြန်ခေါ်လာကြလိုက်ဟုတ်ကားတော့ကားထဲမှာကိုလေးအဲ့ဆိုငါရင်သွားနေမယ်မင်းတို့ပြင်ကားငါပေးလိုက်ခါဟုတ်
ဘိုးဘရေဘိုးဘ ဒါမှ ဟဲ့ငါဖျားခန်းနဲ့ပန်းအိုးတွေတော့ယူပေး မလေးပုံမှန်လေးပြင်စီရှိလေပုံမှန်လေးလေးရတော့ နင်ကလေပုံမှန်သူရှိလို့ပါဆိုတွား ဒါဆိုလည်းနောက်မှလေးကိုသွားချိန်က နောက်မှလေလို့မရဘူးငါမအားတော့ခဏလေးပြင်သွားကြရှိရတွားယူလိုက်တွား ဒါဆိုကျွန်တော်ပဲလဲလိုက်မယ် မလီဟဲ့နင်လဲတာလှလွန်လို့တွားပါရဲ့ငါလဲလိုက်ပါမယ်တွား ဝမ်းချရဗျာပုံမှန်ပြင်စီရှိရအောင်ကျွန်တော်ကအပေါ်ကပန်းဦးတွေယူအောင်အောက်မှာရေစက်တွေချလိုက်တုံးတယ်လှုပ်ရှုပ်ပါတယ်ကွာ နင်ပြောလိုက်ဆင်ကြီးတွေပဲကဲအဲ့ဆိုဒီလိုလို့မိဖို့တွေကပန်းနေပေါ်တင်ထားလိုက်ငါတွားလဲလိုက်မယ်ဟုတ်ပြီ မင်းတို့နဲ့တိုင်းပါ ရှုပ်ပွား မလေးအဲ့ဒါပြင်တော့ကျွန်တော်ပြင်သွားရရှင်နော်အကူလေးကရေကြီးကိစ္စခိုင်းတာရှိလို့ ဟဲ့အဲ့ဆိုအတော်ပဲငါတခါလေးလိုက်ခဲလိုက်မယ်လေနင်ကဖျားပန်းလဲတာခဏစားနော် ဟုတ်ကဲ့ပါလေဒါဆိုမလေးနောက်ပြီးဟိုလေးလက်ဆက်ပြထားလိုက်နိပြင်ပန်းလေးယူလိုက်ကျွန်တော်ပုံမှာပန်းဝိစီးထားလိုက် ပြီးရတွား ပြန်ပိုးစော ဟာကိုလေးနုံးနေပြီလားကိုအောက်မှာလက်ဆက်ဆင်းနေမယ် ထိုင်အောင်မင်းလောဆယ်ငွေစုတာဘယ်လောက်ရှိပြီလဲ ကျွန်တော်ဟိုတလုံးကတက်စီတီစီဝယ်လိုက်တာလက်ထဲမှာတိတ်မချတော့ဘူးလေ အေးဒါနဲ့မင်းနဲ့မင်းကောင်မလေးနဲ့ယူတော့လေကွာ ဗျာ ။အော်မင်းနဲ့မင်းကောင်လေးနဲ့ယူတော့လို့ပြောတာ အဲ့ဒါကိုလေကျွန်တော်ယူပြီးသွားရင်လေကိုအခက်အခဲရှိလို့စဉ်းစား ။အဲ့တော့သိစိတ်ပူစရာမရှိပါဘူး။ငါဝယ်ရတဲ့တင်ငန်းကျိုးတိုက်ခန်းလုပ်နေရမင်းသိရမလား ဟုတ်ကဲ့ကိုလေးသိပါ ။ရဲတော်မင်းယူလိုက်။ပြီးတော့မှမင်းရဲ့လာစားတွေကလည်းငါ့အရေးချပြန်ပြီးတော့ပေး ကိုလေးတကယ်ပြောလားကိုလေးကိုလေးအစင်တော့ကျွန်တော်ဘယ်လိုပြောမှမသိတော့ပါဘူးကိုလေးอ่ะ ။နင်ဝမ်းနဲ့သွားတာ ဝမ်းထားလို့စိုးသွားတာကိုလေး ။ဒီပါ။အဲ့ဒါဆိုမင်းကောင်မလေးနဲ့မင်းတွေ့ပြီးတော့ပြောစရာရှိတော့ပြောလိုက်လေ ဟုတ်ကဲ့ဟောကိုလေးခိုင်းထားတဲ့ကိစ္စအောင် ။အားရဟုတ်သားပဲ။မင်းအကြောင်းပြောရတယ်ငါအကြောင်းတော့မေ့ပါ။ရှားပါတယ်ကိစ္စမရှိပါအဲ့ဒါမင်းညနေကျမှသွားလိုက်။နော်။ဘလို့ဆိုရင်မင်းကောင်မလေးမိဘရင်နဲ့မင်းရင်သွားတွေ့လိုက် ဟုတ်ကဲ့လေး ။အေးတွေ့ပြီးသွားပြီဆိုရင်ပြောစရာရှိရမင်းပြောခဲ့။ပြီးတော့ငါ့ကိုပြန်ပြော ဟုတ်ကဲ့လေးခွေရလို့ ။အေး ရကိုလေး မင်းဟိုအောက်ကတယောက်ကဖျားပန်းကိုစေးခိုင်းလိုက်ရမှာ ဟုတ်တယ်ကိုလေးဝမ်းထားလို့ဆိုပြီးတော့မေ့ပါလေမချေကျွန်တော်အားလုံးစိတ်ထားပြီးပါရဲ့ အော်အေးပြီးဟဲ့တယောက်ကော ဟောအခန်းထဲဝင်သွားပြီမချေကျွန်တော်မျိုးထဲမသွားပြတော့ ဟမ်ဟဲ့ဘာဖြစ်လို့လဲ ကျွန်တော်ကောင်မလေးနဲ့ကျွန်တော်လည်းယူဖို့ကိစ္စကိုအဲသူမိဘတွေသွားပြောပါပြီးရင်ကိုလေးကအဲဒီကိစ္စပြန်လာပြောပြပါ ဟဲ့နင်တို့တွေကယူဖို့အဆင်မပြေလို့မယူလို့ရဆိုဘလို့ဖြစ်တာလဲ နေဖို့တိုင်ဖို့ကိစ္စတွေအားလုံးကိုလေးစီစဉ်ပေးရအဲဒါကြောင့်အားလုံးအဆင်ပြေပါရဲ့ အော်အေးအဲ့ဆိုလည်းငါပဲတွားလိုက်မယ်နော်ဒီတွားလိုက်တော့ဟယ်လို သမီးချယ်ရီမမေပါ အော်ဟုတ်ကဲ့မေမင်းနေကောင်းလား ကောင်းပါတယ်သမီးဟောသားညီရော တူလောက်သွားတယ်မေ သမီးဟိုသမီးကိုအဆင်ပြေကြရမလား အော်ဟုတ်ပြေးပါရဲ့မေတားလေးရော ဟေးမြီးလေးရှိရဲ့ TV ကြည့်နေရဲ့မမေခေါ်ပေးမယ်နော်ခဏတိုင်ထားအောင်မြီးလေးရေမြီးလေးမမေစရာပေါ့လာဟေး မမေ တားလေးဘာလုပ်နေလဲ တာကတုံးဝကြည့်နေတာမမေရဲ့မမေရောဘာလုပ်နေလဲတာမမရှိရလေတာပြင်းနေတာ မေလည်းတူတူပါပဲတားလေးရဲ့တားလေးကိုမမေကလွမ်းနေရသိလားအော်တာတို့ကျောင်းဆက်ရပိတ်တော့မှာမလား ဟုတ်ကဲ့မမေနောက်နေ့တက်ပြီးပိတ်တော့မှာတာမမေရှိလိုက်တာကိုတာဖောက်ဖောက်ပြောထားတယ် ခေါင်းတာပေါ့တာဝင်မေကလွမ်းနေရတယ်တော့ပဲ တာအဲ့လိုလန်တာဖေဖေကိုတွေ့ရမလားမမေတာပြောကြလား တွေ့ရမှာပေါ့တာရဲ့ အေးတာဖေဖေနဲ့တွေ့မှာပဲတာလူချင်းနဲ့အယုတ်တွေဝယ်ခိုင်းအောင်ပါ ခင်တာမမေကျောင်းတော့ဖို့ပြင်လိုက်အောင်မယ်ဖုန်းချလိုက်တော့မယ်နော် ဟုတ်ကဲ့မမေကျမ်းမရေယူဆောင်နော် အေး
ဒါလေးလည်းတူပဲနော်ဒါပဲနော်ဒါဘာသာမှမသားလေ ဘိုးရမေဒီနေ့မှရောက်တာဆိုပြင်ပန်းနေမှာပဲမမေစောနိုင်ယူလိုက်ပါလားမမေတောင်းလည်းစောင့်နေပါနဲ့တော့သူကအိမ်ပြန်နောက်ကျရင်ကြာပါပြီရဲ့ တမီးတားအဲ့လိုပဲနေ့တိုင်းအိမ်ပြန်နောက်ကြလား တစ်ခါတလေပါ သမီးကိုကြည့်ရတာလေတားလေးနားမှာနေလို့စိတ်ချမ်းသာတဲ့ပုံလည်းမပေါ်ပါဘူးဒါမဲ့သမီးရဲ့တိကံမီနေပြီပါနော်ငါသမီးလေးရဲ့မြတ်တာတွေကိုလေတနေ့နေ့ကျရင်တားလေးကနားလဲလာမှာပါနော် ဟုတ်ကဲ့ပါမမေနားတော့လေနော်သမီးတားပြန်လာရင်မမေခန်းလွတ်လိုက်အောင်မမေသူ့ကိုမအိပ်ပဲစောင့်နေရဲဆိုတာမှပြောပြလိုက်နော်ဟုတ်တားလေဟာသွားအိမ်မယ်တောင်းလိုက်ချင်လေးကိုတာဖဖေကိုစောင်းမယ်不干你了。那我就睡了，给你背吧。သားလေးကိုပေါ်တဲ့အခန်းထဲပို့ပေးပါလားနိုးလိုက်ပါကလေးကတိတ်နေမကောင်းလို့ကျမမနှိုးရလို့ပါ你们是有看到不是自己的照片？မင်းမမေကိုပါခြုံတော့လောက်ထားတယ်我们爱乐给的不好的。ယောက်ျားတစ်ယောက်ကိုလိမ်လည်ပြီးတော့လှည့်စားယူတဲ့ဝါနာတယ်မမေကဘာလို့တော့ခေါ်လဲ那你考吧。အဲ့ဒါမင်းဘာလို့ဒီလိုကြောင်းလဲပြီးတော့မင်းကဘယ်ချင်းကြီးလိုက်ပြီးတော့ဒုက္ခတွေလည်းပြီးနေ谁看了我？ကျမကိုဌာနကဒီကိုလွှတ်လိုက်လို့ကျမဒီကိုရောက်လာတယ်။ရဲဆိုလဲမင်းအမြန်ဆုံးပြန်ပြောင်းနိုင်အောင်ကြိုးစားပါ။ဒါမှမဟုတ်လည်းလုပ်ထားလား။ရှင်စိတ်မပါနဲ့။ကျမအမြန်ဆုံးပြောင်းဖို့အများနဲ့ကြိုးစားနေပါတယ်။ကောင်းပြီ။အောင်မြင်တစ်ခုမှလာအောင်မယ်။မင်းရဲ့မျက်နှာနဲ့ငါနဲ့ရောဝင်ဖို့ကြိုးစားပါ။မင်းရောမင်းသားနေထိုင်စင်ကြင်လေးပါ။
ဖြစ်လာရင်ကဘာကိစ္စမှတောင်းဝင်ဘူးဒီမှာမင်းငါအဆင်တားလားဝင်ခဲ့လေဒီမေတော့ခေါ်တယ်မိတ်တူလာမယ်ဗရန်ပြေကိုစောင့်ဖမ်းနေရတယ်ဆိုတော့ဘယ်လိုအဲ့လိုဖြစ်မှာတော့တားလေအမေသားလေးကအလုပ်တွေတိတ်လုပ်တာပဲနော်နေရောညရောအလုပ်တွေလုပ်နေရတယ်ဆိုတော့ငါသားလေးအသက်တောင်ရှိပါမလားမသိပါဘူးဒီနေ့စီတော့တေးမှာပေါ့မေမေဘသူကတေးချင်းတရားတော့ဆန်တေးတာတော့တေးတာပေါ့သားရဲ့ဒါပေမဲ့မသေးခင်မှာအမှန်တရားလေးကိုတော့သိသွားတင်တာပေါ့မှားယွင်းတဲ့အစွဲလိုက်နဲ့ငါသားလေးကိုမမေ့မသေးစေချင်ပါဘူးတာစီသူ့ကိုတွေ့ပြီလားဟုတ်ကိုမှန်နဲ့ပြန်ကြည့်နေရတယ်လို့မခံစားမိဘူးစိတ်ထင်လို့ဖြစ်မှာမဟုတ်ဘူးဒီနေ့မှာချာပြောစရာမရှိဘူးဆိုဒါသွားလာလိုက်တော့မမေမှလည်းစီသူ့အကြောင်းပဲပြောစရာရှိရတာမေမေညီမမေစကားမဆုံးသေးဘူးစီသူဟာမင်းရဲ့သားဆိုတာမမေလုံးဝယုံတယ်ဖြစ်နိုင်မေမေဒါလုံးဝလက်မခံနိုင်မင်းတော်ကောင်းချောင်းမာတာပဲဒီမှာညီမင်းတို့အဖြစ်ပြက်တွေကိုမင်းတေချာပြန်စဉ်းစားကြည့်စမ်းအဲ့ဒါဆိုရင်စီတူကမင်းရဲ့သားဆိုတာမင်းလက်ခံလာမှာပါပြီးတော့ချယ်ရီကလည်းသူ့ရဲ့အပြစ်တွေအားလုံးမမေကိုဝန်ခံပြီးသွားပြီမမေဒီလောက်ထိရီးစားရဲ့တယောက်ပြီးတယောက်တွဲပြီးတော့မွေးလာတဲ့ကလေးကကျွန်တော်ရဲ့ကလေးဆိုတော့မမေဟာမင်းပြတ်ထိုင်စမ်းမမေစကားမဆုံးသေးဘူးမမေဒီသားမင်းနှစ်ယောက်ကြောင်းမဲ့ပြောမှဆိုကျွန်တော်ပြန်မထိုင်နိုင်ဘူးမမေမှလည်းစီတူတို့သားမင်းနှစ်ယောက်လည်းမပြောစရာရှိတာညီပြန်လာတဲ့တာရဲ့ညရအောင်လေဖေဖေကတာကိုအိယာပေါ်မှာပွေ့ချပြီးတော့တိတ်သွားသေးတယ်ဟုတ်လားအခုဖေဖေပေါ်မှာလဲမနဲ့စောရဲအလုပ်ရှိလို့ထွက်သွားပြီတာရဲ့ဖေဖေကအဲ့လိုတော့အလုပ်များလားသားတငယ်ချင်းမိဘရဲ့ချမ်းသာတာပဲဖေဖေတော့အလုပ်မများဘူးသားသမီးကိုလည်းကြောင်းချိုပို့လို့ပေးတယ်ပြီးတော့ဟိုဒီလည်းလိုက်ပို့ပေးတယ်သားလေးပြောတာမှန်ပါတယ်ကွယ်ဒါပေမဲ့လေသားလေးရဲ့ဖေဖေကသူများထက်ပိုလောဘကြီးပြီးပိုချမ်းသာခြင်းတော့နေရောညပါစီးပွားရှာနေရလို့ပါသားလေးရဲ့အခုလည်းတောက်ချမ်းသာနေရပဲလေအော်ဒါမဲ့သားလေးရဲ့ငါသားလေးရဲ့နောင်လေးရရှိသေးတယ်လေငါသားလေးတက်စားမကွာသားဖေဖေကရှာနေတာသားရဲ့သားလေးကြီးလာရင်အလုပ်လုပ်မှာပါဖေဖေရှာသေးဘူးမလို့ပါဘူးမေချိန်ဆောင်တော့ရမလားအေးသမီးအေးဟမ်ကောက်ဘယ်မှလည်းမပို့ရသေးဘူးနော်အေးပါသားရဲ့မဖြစ်ချောင်းပိတ်တဲ့သားရဲ့အချင်းကြရင်ကားလေးတော့ကျင်တဲ့နေရာကိုမိလိုက်ပို့ပေးမယ်နော်ဟုတ်ပြီလားကဲမြည်လေးလားမြည်လေးကိုဖဖတန်ရှင်းလုပ်ပေးမယ်ငါမြည်ချောလေးကိုဖဖတန်ရှင်းလုပ်ပေးမယ်တန်ရှင်းလုပ်ပေးမယ်ပတ်ပိုက်နေနော်ချယ်ရီဟိုကလေကျောင်းကထွက်လာတဲ့ကချယ်ရီနဲ့တူပါတယ်ဆိုရင်တော့တော့ဆောက်လိုက်တာပါဟိုချယ်ရီကအဲ့ကျောင်းပါပဲလားအဲ့ဆိုရင်လောင်းနေကြမှာချယ်ရီကိုသိချလာခဲ့မယ်နော်
Okay. Muy bien, wow. Hey, hey, sao lên? Nếm miệng để bí phải vậy. Phải vậy nhá cho vậy nó. Em đâu ngủ, phải dùng mày à, em luôn nè này mà. Hey, sao lên? Phải gì chú bình, tao thấy sao lấy bù vậy nó. မင်းကအခက်နဲ့ဘာလာလောက်တာလဲ Dạ, မင်းကအခက်နဲ့ဘာလာလောက်တာလဲလို့မေးနေတာ tao phải cái nó quên luôn nhau rồi. မရဘူး ဘာဖြစ်လို့လဲဖေးရဲ့တာသမီးကမိဘခါနဲ့ဝင်လို့မရဘူးလား အေးမရဘူးကွာဘာဖြစ်လို့လဲဆိုတော့မင်းကငါသား ဦးတော်နေနေလွယ်ကျမရဲ့အမှားတစ်ခုနဲ့ရှင်ရဲ့တယူတန်အစွဲလန်းနေကြမှာစီတူကဘာမှအပြစ်မရှိတဲ့ကလေးတယောက်ပါရှင်ကလေးကိုတော့ဘာမှမပြောသင့်ဘူးလို့တော့ကျမထင်တယ်နော်အမဘာကော်ဖီတောက်စားနေတော့နော် ဟေးမင်းတော့သားမင်းညတော့ငါအခက်နဲ့မင်းကမတော်ပဲဘာလုပ်နေရလဲဘာလဲမင်းရဲ့မိုင်နဲ့ငါ့ကိုထပ်ပြီးတော့ချီနှောင်ခြင်းသေးလို့လားမင်းတို့သားမင်းညဆိုတာဒီအခန်းထဲကနေမဟုတ်ဘူးငါ့ဘဝထဲကပဲအပြီးပိုင်ထွက်သွားမှာ မင်းဟာမနော်တာတော့မမေအော်ခံနေရတာငါနောက်ကတာဒီခါနဲ့မလာတော့ဘူး အဲ့ဒါအကောင်းဆုံးပဲမင်းတို့သားမင်းညဆိုဒီအခန်းထဲကနေထွက်သွားဒီမှာတော့ချရီမင်းကြောင့်ငါ့ဘဝတစ်ခုလုံးရစရာမရှိတော့စက်ပြတ်တက်ပြီးပြီအေးမင်းတို့လည်းငါရှုံးပြီးပြီအဲ့တော့မင်းတို့သားမင်းညဆိုဒီအခန်းထဲကမဟုတ်ငါ့ဘဝထဲကနေပါအပြီးမှထွက်သွားပြီးစမ်းပါဘာလို့ပြောလဲမင်းဘာလုပ်နေရလဲ ညီညီရဲ့ညီ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 ရဲ့မေတို့ပြန်တော့မယ်ဟဲ့ညီညီမေတို့ပြန်တော့မယ် တားလည်းမပို့တော့ဘူးနော် ရပါတယ်ငါသမီးလိုက်ပို့မှာပေါ့ မင်းတို့တာကတော့ပါတယ် ဘလို့ပါအောင်ညီညီမိဘစကားနားမထောင်နဲ့မင်းကမိဘကိုကြော့နေလေအပိုပဲပေါ့ မမေစကားကိုသားနားထောင်လို့သားဖြစ်ချင်တဲ့ဆန္ဒရုံမျိုးသိပ်ပြီးတော့သားအခုလိုပွားနေတဲ့နေနေရဘူးမင်းသားဘက်ကြောင့်လည်းနည်းနည်းလေးမှမတွေးတော့ဘူးလား အဲ့ဒါတော့မင်းကတီးဥတက်နေတာ哦ဒီမှာညီညီစေတနာတစ်ခုဆိုတာခေါင်းအေးအေးနဲ့စဉ်းစားဆုံးဖြတ်ရင်အပြင်းမှန်ထွက်လာမှာပဲလေတာဒီအမှန်တရားကိုသိမြင်ပြီးတော့ဒီမိသားစုချစ်ချစ်ခင်ခင်နဲ့အိုအောင်မင်းအောင်ပေါင်းရပါစေညီလေးပြေကိုကြောလိုက်လေစံကောင်းမဖြစ်ပါနဲ့မမေရဲ့တပြားတားကြောတော့မခံချင်လို့နေမှာပေါ့ဒါလည်းဖေဖေကိုမကြောချင်ပါဘူးပြောလိုက်တာလေတောင်းမှန်တော့ပြောတာပါဒါမမေကိုပဲဝအောင်ကြောပါတော့နော် မ
ဒီသွားကြရအောင်နော် 你那对的，是啦。我你一路多人些，我ဘာကိစ္စမှမရှိပါဘူးလမ်းကြုံလို့ဝင်လာတာပါဟိုဒါနဲ့ဒီကညမကိုဒီမှာတစ်ခါမှမတွေ့ဘူး ဟုတ်ချယ်ရီကဒီငွေရောက်လာတာကြားပြီးပါ နာမည်ချေခဲ့တာဟိုဒါနဲ့ညီညီနဲ့ဟိုဘာတော်လဲမသိ ချယ်ရီကကိုကြီးရဲ့သမီးပါ ဗျာဟိုညီလာရင်လားကျွန်တော်ကောင်းမြတ်လာပါလို့ပြောပြကျွန်တော်ပြန်လို့ပြပါ ဟုတ်ကဲ့ ဟုတ်တယ်နေတယ်ဒီကလေးကနေရာဒီကောင်းစေရပြီလို့ဒီမှာလာနေကြနေတဲ့ဒီနေ့ပဲတခုနဲ့တူနဲ့လေးနဲ့လာချလိုက်မယ်အဲ့ဒါကိုကျော်ကြီးနဲ့တားကြုတ်ပြန်လာ ဒီနေ့ငါမအောင်ရုံးမှာစီးဝေးရှိတယ်မင်းအမေဆင်ပြီးတော့လာစီစဉ် ဒါထပေါ်ရတော့ရ မေဟေးနားနေကြရင်လေတော့စာချင်းတက်လုပ်ပြီးပါလား ဘာဖြစ်လို့လဲတာရ တာစာချက်တာသူများအနှောက်အယှက်ဖြစ်မှာလို့ပါ အေးပါသားရဲ့တားဖတ်ချက်ပုံနေစီစဉ်ပေးမယ်နော် အယုရိကတားဖေဟုတ်လား ဘာဖြစ်လို့လဲတာရဲ့ တာမန်လေးပြန်လို့တာသမင်ချင်းကိုပြောပြရလေအဲ့ဒါတာသမင်ချင်းနေရနင်းပထွေးနဲ့တူတယ်လို့ပြောတယ် မဟုတ်ပါဘူးတာရဲ့တားရဲ့အဖေရှင်းတာဒါဘာမှအဖေကိုပြောတာမကြားလားဟောကြီးအတီးလေးစားပါ ဘေးနဲ့မေမေနဲ့နေကောင်းကြတယ် မင်းဖေကနေကောင်းပါလေမင်းဖေကတော့မင်းသိတဲ့အတိုင်းကိုကလည်းနိုင်ငံသားမှာဆင်ပြေတယ်လို့ငါလေးတို့ပူးဆက်တယ် ဒါနဲ့ဒေါ်တို့ကဘယ်တော့ပြန်ကြမှာ
ကျောင်းဖွင့်ခံလေးနဲ့တူပါတယ်ဟိုတားစီသူလေးကသူ့မိနဲ့နေချင်းရှာလေးနဲ့တူတော်ဘူးလိုရရှိရင်ကျွန်တော်ပြောတယ်ကျွန်တော်ဆောက်တယ်ယူလို့ရမှာ ဆောက်ဘယ်ဆောက်လဲယူလေမင်းရဲ့ဘယ်နဲ့တက်မှာလဲ ကျောင်းဖွင့်9တန်းတက်မှာ စာကြိုဖတ်နေဆရာမရှိဘဲနဲ့စာကြိုဖတ်လို့ရတယ် ကျွန်တော်မသိတာရှိတယ်မင်းမဲတင်ပြီးကျွန်တော်တော့လိုက်တာ ဟုတ်ပါဟေးဟေးဟောကြံဆိုတာစိုးကောင်းပါလေလားအင်းရတယ်ဗျဟုတ်တယ်ဗျကြံအကြီးမှအေးကြတယ် ဒီဘက်ခံနိုင်မလား လိုက်ရပါလားလိုက်ရ အော်မလိုက်တော့ပါဘူးဟိုကျမဂျူတီရှိလို့ကျောင်းသွားအောင်ပါမို့လို့ အဲ့ဒါဘာလုပ်နေလဲဝှစားသွားလဲလေဒီမှာမင်းဝှစားသွားလဲလို့ပြောနေတယ် မလဲတော့ကျောင်းမှာအိုးစားဖို့တွေထားထားရရှိတယ်ကျောင်းမှာပဲလဲလိုက်တော့ ဟာမင်းထပ်ပြီးရေအဖက်ခံအောင်ဟုတ်လား မင်းရတယ်ကွာဖြစ်သေးတယ်ဟိုအဲ့ဒါဆိုတော့မင်းကိုယ်တိုင်လိုက်ဖို့လိုက်တယ်ကွာမင်းလေးတယောက်လဲဆိုတော့ကာတာပြီးရေပတ်မှာပဲရ မင်းမသွားလို့မရဘူးလား မင်းရလဲကွာဝန်ထမ်းတယောက်ရဲ့ဘဝကိုနားမလည်ဘူးတားမနေစမ်းပါဟာအေးလေကွာမင်းရလဲတွေ့ အဲ့ဒါငါကိစ္စပါပေါ့ ကျမသွားတာပဲ မင်းကလိုက်ဖို့ပြင် ဒီတော့သူစားတယ် သူပါဝါ ဒီပါ ဆရာကမင်းတို့မနေ့ကပဲငါဆောင်းရ ကဲငါတို့နေနေပါလေကွာအဲ့တော့ငါတို့လိုက်ပြီးပါလေပြီးတော့ဒီမန်းတက်လာရတော့ဟုတ်မယ်ကဲပါတော့တော့လေ မင်းကညုံများလုပ်ချင်နေအောင်သူတို့ရောက်လာရဲဆိုတာသိရဆိုတယ်မင်းနောက်ပွေးပေါက်ကနေဖတ်သွားတယ်ကွာ ကျမမှသူတို့ရောက်လာတာမသိတာ ဘာမသိစရာရှိလို့လဲလောက်ကားတန်နေစူညံပြီးတော့ဝင်လာတဲ့ဟာမင်းကမင်းသိသိနဲ့ဆင်းလာမလား ရှင်းကိုပြောပြနေတယ်ရှင်ယုံမှမဟုတ်တာမမင်းနဲ့တော့လေ ကဲပါငါမင်းကိုကြောင်းလိုက်ဖို့ပြင်မှာဆိုတော့မင်းကစားသွားလိုက်ပြီကွာငါကားပေါ်ပဲစောင့်နေ သမီးထမင်းစားတော့မလား သားပါဦးဒေါ်လေးဖို့ရဲ့ဘယ်လိုလုပ်စားနိုင်ပါလဲ ပြန်လာမှာပေါ့သမီးရဲ့မမီရဲ့ပါသွားလို့ဆိုတာ သူ့ပါသွားလို့ပုံဆိုးတာလေမနေ့ကတည်းကကလေးကဖျားနေပါလေဆိုတော့တိတိရဲ့နဲ့ခေါ်သွားတယ်တကယ်ပဲသူ့တွေ့သားရင်မဟုတ်တဲ့အတိုင်းပဲ ကားကြတယ်ပြန်လာနေတယ် ဒီမေဘကိုတကြံအရန်ပြုံမကောင်းတာပဲ သားရဲ့ဒ
တကူလုံးလည်းဆူရွှဲနေတာပဲမမေကတော့စိတ်ပူနေတာ ဘာမှမပူပါနဲ့မမေရဲ့ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ဘူးလေသားရဲ့သားကဖျားချင်နေတာလေဒါအင်းကြီးသွားလိုက်မယ်လားအဲ့ဒါစိတ်ပူနေပါနဲ့သမီးရဲ့ဟိုသားရဲ့လည်းမောင်ကြီးပဲဟာကိုပြီးတော့ကြံရင်နဲ့ဖျားရတယ်လို့ရှိတာဘူးသမီးရဲ့ပြောလို့ရမလားခလေးကနေမကောင်းချင်ဘူးဆိုတော့သိနေရတာနဲ့လူကြီးကစင်ကြင်ရမှာပေါ့တကယ်ပဲအပျော်ပါမလုံးအားကြတယ် အမေဘာစကားပြောတာလဲ မှန်တာကိုပြောတာပဲတော်ပြီသားကိုတော့ပြလိုက်ဒီမှာကျမမှန်တာကိုပြောတာလေအဲ့ဒါကိုရှင်ကဘာဖြစ်တာလဲ အပြောပါဟုတ်လားငါအပြင်ထွက်ချင်ထွက်မယ်မထွက်ချင်မထွက်ဘူးအေးအဲ့တော့မင်းကဘာမှလာရင်မန္တတိုင်တက်ပြနေစရာအကြောင်းမရှိဘူးအေးစီတူဖျားနဲ့ငါသားဖျားလို့ရေဝင်ပိုက်ပြီးအိမ်ထဲမှာနေရမှာလားမင်းစကားရမင်းချက်ချင်းရုပ်ပေးလိုက်အေးမင်းကနောက်တစ်ခုထပ်ပြောမယ်ငါကမင်းယောက်ျားမဟုတ်တယ်လို့စီတူကလည်းငါသားဟုတ်မဟုတ်ဆိုတာမသိကြဘူးအဲ့ကြောင့်မင်းကြက်သတိထားပါ ကောင်းပြီလေကျမသားကိုရှင့်သားလို့မခံယူဘူးဆိုရင်ဒီနေ့ကစပြီးတော့ကျမသားနဲ့ပတ်သက်ရှင့်ဘာမှဝင်မဆွတ်ဖက်ပါနဲ့ပြီးတော့ကျမနောက်ွယ်ပါကျမမရှိတဲ့အချိန်မှာသားလေးကိုခေါ်တာပြောတာလုံးဝမလုပ်ပါနဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျမရှင့်ကိုမယုံကြည်လို့ပဲမင်းစကားတော်တော်တရားတော်လာပြီတော့ချယ်ရီမင်းစကားမင်းအခုချက်ချင်းရုပ်ပေးလိုက် ရုပ်သိမ်းနိုင်ဘူးမရုပ်သိမ်းနိုင်ဘူးရှင်ကလေကျမသားလေးကိုပြည့်စည်ကြောင်တင်းနေနေတာ မင်းကဘယ်လိုမှဆရာမပြောနဲ့ ခေါ်ပေးပါမဲဖေကိုခေါ်ပေးပါတာလီဖေခေါ်ပေးပါတာလီပူရေတာလီပူလာပါဦးဘာဖြစ်လို့လဲချယ်ရီခေါ်ပေးပါတာလီပူကိုပူပြီးတော့ဖျားနေပြီဖေကိုခေါ်ပေးပါတာလီပူခေါ်ပေးပါဟိုတယောက်ပြန်ပြီပြန်မအိပ်ဘူးဒုက္ခပါပဲသူ့ရုံးကိုဖုံးဆက်ကြည့်ပါလားယင်ဒီပါတယောက်လေးတော်ဟိုတမအိမ်နေပါဘာပဲဖြစ်ဖြစ်ဖုံးလေးတစ်ချက်လောက်ဆက်ကြည့်ပါလားသမီးရဲ့ခေါ်ပေးပါတရားဆက်တဲ့ဆိုရင်ဒီကိုမနာဘူးလို့ပြောလိုက်မှားစရာရှိရမှာလေ ဟုတ်ကဲ့ဟယ်လိုမရှိပါခင်ဗျာ ဟယ်လိုကျမဦးကျော်ညီညီလေးစနေပြီဟုတ်ကဲ့ဆရာကတော့ဘာကိစ္စရှိလို့လဲမသိဘူးလား ရုံးခန်းမှာဦးကျော်ညီညီလေးရှိတာဆရာမလာပါဘူးခင်ဗျာဒါဆိုလေသူ့ဖုန်းတစ်ချက်လောက်ဆက်ပေးပါလားယင်အိမ်မှာတားလေးနေမကောင်းလို့ဒီမှာဖုန်းဆက်တယ်လို့ပြောပေးပါဟုတ်ကဲ့ဆရာတော့သိတာကျွန်တော်ပြောရပါမယ်ဆရာသားနေမကောင်းလို့ဆရာကြီးကိုဖုန်းဆက်ပေးပါတယ်
ကျော်ညီညီလွယ်ကျမရှိကိုပြောခဲ့ဆိုခဲ့ရတဲ့အတွက်ကျမရှိကိုရှိခိုးပြီးတောင်းပန်ပါတယ်ကျမသားလေးကိုတော့ပြစ်မထားပါနဲ့နော်သားလေးကလေသားလေးကရှင်ကိုရဲတက်တာနေတာကျမမားခဲ့တယ်ဆိုရင်လေအဲ့ဒီအပြစ်တွေတော့ကျမကိုပဲတန်ခတ်ချင်ခတ်ပါသားလေးကိုတော့ပွေးမယူပါနဲ့ရှင်ခန်းထဲမှာရှင်လာရင်မတွေ့မှဆိုလို့ပဲရှင်ကိုအိပ်ပြီးတော့စောင့်နေတယ်အဲ့တော့လေခေါ်လို့ပါနော်ဘယ်နဲ့တွေ့ချင်လို့ဖေဖေအရာပေါ်မှာလာဆောင်နေတာတောက်စင်သူးရအောင်နော်မစိုးအောင်တာရဲ့အဲ့ချင်းဆိုင်ဖေဖေဒါနဲ့ပြေအိပ်ပါလားဒီချူလာဒီပါလို့ရှိရင်ဒီတိုင်းအဲ့ဆိုတာအိပ်ပြီးစောင့်နေမယ်နော်ကိုပြောပါချယ်ရီညီညီရောညီအိတ်သွားပြီကိုဟုတ်ညီမလေးတေချာနားထောင်နော်မေမေစိုးပြီရှင်အဲ့ဒါညီမလေးတို့အခုချက်ချင်းလာခဲ့ကြနော်ကိုညီမလေးကလေအခုချက်ချင်းတော့အလုပ်ကဘလို့မှခွင့်ယူလို့ရမှာမဟုတ်ဘူးညီမလေးညီညီရဲ့တားလေးရဲ့တော့ခွင့်ရကိုလွတ်လိုက်မယ်လေအေးအဲ့ဒါဆိုဒါပဲနော်ဟုတ်ကဲ့ပါကို
你变没？ဖြစ်ပါမလားတာရဲ့တာရဲ့မေတင်တောက်ဆိုနေအောင်မယ်咱们没有公家那种名字。သူလေးနေမယ်ဆိုထားခဲ့လိုက်အဖေအတွက်လည်းစိတ်သက်သာရရတယ်Hello Cherry ရှားလိုက်ရတာကွာကိုเจ้าအောင်သွားမေးတယ်เจ้าအောင်သွားမေးတော့မှ Cherry ဘာမှနေမသိလိုက်ရတာဘာပြောကြရှိလို့လဲကျမခဏနေကြောင်းသွားရတော့ညင်ပြောပြီးပြန်လိုက်တော့ Cherry တော့ပြောင်းလဲသွားတာပဲအရင်နဲ့မတူတော့ပါလားအရင်တော့ကတော့အရင်တော့ကပဲလေအခုကကျမလင်းနဲ့သားနဲ့ဖြစ်နေပြီဆိုတော့ပြောင်းလဲသွားတာမဆမ်းပါဘူး Cherry ဘက်ကပြောင်းလဲသွားရင်မယ်ကိုယ့်ဘက်ကဘယ်တော့မှမပြောင်းလဲပါဘူး။ကျိုးတွေအိုရဆိုတာကဘုဒ္ဓရင်းကြီးတယ်။ဒီမှာမိုက်ကညင်ပတ်ဆက်ကိုပိတ်ပြီးတော့ပြန်လိုက်တော့နော်။ကျမယောက်ျားမရှိတဲ့အချိန်မှာတခြားယောက်ျားလေးတယောက်နဲ့ဒီလိုလက်သိခံပြီးကျမစကားမပြောချင်ဘူး။ရှင်ပြန်လိုက်ပါတော့။မိဟောင်းဆွေကောင်းလေရိုးသားသားစကားပြောတာ။ချေးဒီဘာဖြစ်နေလဲ။တော်စမ်းပါမိုက်က။အရင်တော့ကိစ္စတွေကပြီးသွားပြီ။အခုကျမရဲ့လက်ရှိဘဝကိုလာမနှောက်ယှက်ပါနဲ့တော့။ငါအသေးကိုခွဲခဲ့တဲ့မင်းကိုလေဘယ်တော့မှမမေ့ဘူးဆိုတာတော့နင်းနေမှသာသိလားကောင်းပါပြီအခုပြန်လို့ရပြီရှင်ပြန်လိုက်တော့ဟဲ့ထိုင်ကောင်ငါမရှိရချင်တေးပါလားလို့တာလေမင်းကမင်းနေလေအဲ့ကောင်ဟာမသိဘူးလို့မင်းထင်နေတာမင်းเจ้าခဏခဏလာတယ်ဆိုတဲ့တဲ့လဲငါကြားထားတယ်အခုငါအိမ်ထိပါနေချက်လာပြီမင်းတို့ကဘာသဘောတွေလဲမဟုတ်ပါဘူးဘာမဟုတ်တာလဲထားလိုက်ပါတော့တားလေးရောမင်းသားနေခဲ့တယ်။ तू နေခဲ့ကြတယ်ဆိုတော့ငါထားခဲ့တယ်။မင်းငါ့ကိုစကားလမ်းကြောင်းလွှဲပြီးရှောင်ဖို့မကြိုးစားနဲ့။မင်းနဲ့ငါနဲ့စင်းရှင်းတော့မပြီးသေးဘူး။ဒီစမှာအဲ့ကောင်မင်းစီကိုခဏခဏလာနေအကောင်မလား။အဲ့တော့မင်းကလက်သင့်ခံပြီးတော့ကမြင်းကျင်တယ်ကမြင်းနေပါဟုတ်လားရှင်ရရမမဆွတ်ဆွဲပါနဲ့ဒီမှာကျမကလေရှင်ကလွဲပြီးတော့တခြားဘယ်ယောက်ျားနဲ့မှမအိပ်ဘူးတဲ့မိန်းမမျိုးအရှင်မြင်းမြင်းမှတ်ထားပါနော်ရှင်နားလေးနေရလားကျမကရှင်ကလွဲပြီးတော့တခြားဘယ်ယောက်ျားနဲ့မှမအိပ်ဘူးရှင်ပြောရတယ်လေဘသူ့အနံမှလည်းခံခဲ့ဘူးတာမဟုတ်ဘူးဟေးကြီးစားဆိုတာခိုင်းမို့တောက်တက်ဖဲဆိုတဲ့လွဲမရဲ့ဂုံတစ်ခုနဲ့ထားခဲ့တာလွဲပြီးတော့ကျမတန့်ရှင်းနဲ့တန့်စင်နဲ့ရှင်းတော့ပဲကျမပေးဆက်ခဲ့ရတာလေကြီးပဲဟေးနောက်ပြီးတော့နောက်တစ်ခုထပ်ပြောလိုက်အောင်မယ်ရှင်ကျမကိုဥပစ်ခါပြုတ်လို့ကျမရှင်ကိုမကျေနပ်တဲ့စိတ်နဲ့ကျမရှင်ကိုထောင်ချဆင်ခဲ့တာမဟုတ်ဘူးနော်ကျမစိတ်ဓာတ်အလောက်ထိမမတ်ရိုင်းဘူးအဲ့ဒီနေ့တော့ကရှစ်တငယ်ချင်းတွေနဲ့
တကြက်လဲပြီးပြန်လာတော့ငါရှေ့အရန်ကိုမူးနေတယ်လေဒီထားထားဟေးရေဒီနဲ့ခွာပါပြီသူခွာပါနေရဲ့ဘာလို့ကျွန်တော်တောက်တာလဲခုန်တယ်你让给我。你都不要给我。我叫你那个，打了呀哩，谁也打，谁也对打是呗。怎么哩？怎么打哩？路老干嘛？你那眼嘛说了，是我牛没有熬酒不了，怎么打嘛没酒上给你们？什么别给我？现在嘛嘞，现在嘛嘞，我叫你嘞，现在嘞，怎么打了快乐奶妈妈好的了？啊，可爱不嘞？妹妹没洗了来着。现在嘛，挂线真难受，现挂线路下边，现先命啊！哎，现在人来快了哟，怎么偏死别开来着嘞？怎么还困了比吧？好啊。ကျွန်တော်မနက်ကရှင်းခိုင်းလာတဲ့ခံဆွေးနေတယ်ဟုတ်ကဲ့ပါဒီမောင်နေရာချပြတယ်နော်ဟုတ်ကဲ့ပြီးတော့လောတာရှင်းတယ်ဒီမောင်ဟုတ်ကဲ့ဒါနဲ့ညီမျိုးသမီးလည်းမတွေ့ပါဘူးအရင်တွေ့ရမှာကောင်းတယ်နော်တွေ့ရမှာပါမဆန်လာရဲ့လောလောဆယ်သူကျွန်တော်စိတ်ကောင်းမဆန်လာကိပလာဆန်လာလိုက်တော့ဟောလေးဦးလေးဟုတ်ကဲ့ပါဆရာအမCherry? Cherry မင်းရှင်းနေတယ်ဆိုတာမသိဘူး။မထွက်လာခြင်းလည်းလေ။ဒါပေမဲ့ဘယ်ကြမ်းဆန္ဒနဲ့တွေ့တဲ့အခါကျရင်အင်ရှင်တီဗီဟုတ်တယ်那一定应该是出去玩了。ဟုတ်ကဲ့ပါဝေးရှင်းပြောမနေ့စောရေးကြီးကိစ္စရှိလို့ငါနဲ့ထွက်ဒီနေ့ကဘာလဲဒီနေ့စနေနေ့စနေနေ့ဆိုဂျူလီယာအော့နေတာဒါလေးဒီလိုပါလားကိုယ်ဒီနေ့မဆန်လာဘူးဟုတ်ပါလား
သွားကျင်တာရှိရသွားပါဝေးလိုက်ပို့ပေးလိုက်ကျွန်တော်လိုက်မပို့ပေးနိုင်ဘူးမလုပ်ပါနဲ့ကားကိုအားနာစရာမဖြစ်ပါဘူးနော်ဟောရပါတယ်ညီကြီးစနာနားလည်းပါတယ်အိမ်တော်တစ်ခုမှာမိမစိတ်ကောက်ပြီးထွက်သွားတော့ယောက်ျားတို့အကြီးမားဆုံးပြဿနာပဲဟင်ဆက်လက်စနာနားလည်းပြီနော်ဟိုအဲ့ဆိုရင်စနာသွားလိုက်အောင်နော်ပို့ရဟိုကဖုန်းလာနေတယ်လေကင်လိုက်နေမမချေရဲ့တငယ်ချင်းဆဲကူကဆရာမတော်တာဖုန်းဆက်တာမမသူ့အိမ်မှာရောက်နေလေတဲ့ညီလည်းမကောင်းဘူးတဲ့ဆရာကလာခေါ်ဖို့ဆိုပြီးတော့လိပ်စာနှမ်းပြရပါဗျာလာကြတယ်လေဒီနော်ဟောဆန်းနေတယ်Okay. Cherry. Tu ấy gì thì nhà tao là làm gì? Alone chúng nhà là xem. Ủa, anh là cái nào mà giờ vào xe?ကျွန်တော်သူ့ကိုပြန်ခေါ်သွားခြင်းနဲ့ဆရာမပြန်ခေါ်သွားလို့အဆင်ပြေနိုင်မှာမသိဘူးကျမကတော့ချယ်ရီနိုးလာမှာပဲပြန်ခေါ်သွားစေချင်ပါတယ်သူအရန်ဖျားနေတာတော်သေးတာဗောအိမ်ဆက်ဆိုင်မြဲမြဲရောက်လာလို့ကျွန်တော်လည်းသူ့ထွက်သွားမှသိလိုက်ဆရာမရဲ့ကျွန်တော်ပဲလုပ်ပေးလိုက်ပါမယ်လေဘေးမှာတိုက်ပြီနော်ကျမချယ်ရီတွေတက်ဆက်ပြုတ်လေးလုပ်လာတာတွားကြည့်လိုက်အောင်ပဲဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ရှင်明白。我奶奶介意，你不能骗你。ကျွန်တော်တို့အိမ်ပြန်ခေါ်သွားလိုက်ပါမယ်ဆရာ။ဟိုနေပါအောင်စွတ်ပြမိတက်လိုက်ပါဦး။ရပါတယ်ဆရာမကျွန်တော်အိမ်ရောက်မှပဲပြုတ်တက်လိုက်ပါမယ်ခင်ဗျာ။ရပါတယ်ရှောင်းနေပါလေ
လို့ငိုနေတဲ့အချိန်ကိုမင်းနေတဲ့အချိန်ဘာလို့ငိုနေရလဲ နေပါရဲ့ဆိုနေပါဝမ်းနေလို့ပေါ့ ဘာလို့ဝမ်းနေဟာလေမိုက်ကပြန်သွားလို့ ရှင်တော့ဘာလို့လဲ အဲ့ဆိုဘာလို့မလိုင်းငိုတာဆိုအယူလား ဟုတ်တယ်ယူ မသိပါဘူးကျုပ်ကအကောင်းအောင်ပဲဘာလို့တယောက်လေးရှောက်သွား နေကြလို့ ဘာလို့မနေချင် ဘယ်ကချမ်းမမတဲ့ကိုအိမ်မခေါ်တင်လာတာကိုဝါတာအားနဲ့ထားကုန်နေရမှာလား တခြားမိမတရားအော်ဒုက္ခပါပဲကွာကိုးနဲ့လောက်ဒီသားရဲ့မိမတယောက်ကရှုပ်နေတော့ရှင်းပြဖို့ကြိုးစားတယ်။ဘာလို့လဲဆိုတော့ညောင်းခိုင်မှပြတ်မယ်ကွယ်။အဲ့ဒါနောက်ထပ်မိမတယောက်အိမ်မှာထပ်တယ်ယူရအောင်လား။မဆန္ဒကိုယ်တည်းချင်းမှာကိုယ့်ရဲ့အမဘူးဆိုတော့ဟုတ်တယ်။သူကဒီမှာတောင်းဝင်ကြတာနဲ့ကိုယ့်အကူကြီးတောင်းတော့အိမ်ရှာဖို့အတွက်ကိုယ့်အိမ်မှာပေးတင်လာတယ်။အော်သူကအိမ်လာရှာပေးနေတာ။သူကအိမ်ရသွားပြီဆိုရင်သူ့ရဲ့မိသားစုတော့အကုန်လုံးကဒီရန်ကုန်ပြောင်းလာလိမ့်မယ်။ဒီပေါ့။ခင်ဗျာအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျုပ်ကိုစိတ်ကောက်သွားတယ်။ဟုတ်ပါဘူးစိတ်မကောင်းဖြစ်တယ် ရှိပြီရှားပါရဲ့လုံနေနဲ့ခင်ဗျားကတစုံတစ်ခုပြသွားရင်ကျုပ်ကိုစီသူကတစ်သက်လုံးခွန့်လို့မှာပါဒါလေးပြော你刚买的大爷，你帮别办，你拿了那心里头吧。大嘞，去买大爷，干嘛不喏？哦大不不去晒来了喏。哎，买了。现在标准。ဟာတော့ ဖေဖေတားမှထားတာတွေမှတ်မိရဲ့လား မှတ်မိပါတယ်တား နွေရာဒီဖေဖေတို့ရှိလာရင်တားထိုင်မရတော့မလားယင် အေးပါကွာအဲ့ဆိုဖေဖေတို့ကဘယ်တော့မှစိတ်မဆိုးတော့ဘူး အေးပါ ဒါပဲနော်ဖေဖေ အေးဒါပဲနော် ဘာလဲ ဟိုတားလေးကသူနေရာဒီကျောင်းပိတ်ရပြန်တဲ့အခါမျိုးမှာတဲ့ညီမလေးပဲဖြစ်ညီလေးပဲဖြစ်တယောက်တော့ထိန်းချင်တယ် အဲ့ဘာဖြစ်လို့အေးပါကွာနဲ့ပြောနေရလဲ ဟ
သားလေးကိုစိတ်ချမ်းသာစေချင်လို့ချယ်ရီယာသားလေးစိတ်ချမ်းသာစေချင်